ဟိုပါကျွန်တော်တို့နိုင်ငံသားဟိုဒီလိုအာဏာရှင်စနစ်လက်အောက်မှာမဟုတ်ပဲနဲ့เนาะဒီကြံကြံနဲ့เนาะလွတ်လွတ်လပ်လပ်နဲ့เนาะနေတဲ့နိုင်ငံဖြစ်ခဲ့လို့ရှိရင်တော့ကျွန်တော်ဒီအလုပ်တွေလုပ်ဖြစ်မှာမဟုတ်ဘူးเนาะကျွန်တော်လုပ်ချင်တာတော့ကျွန်တော်ဖြစ်ချင်တာတော့ architect ဖြစ်ချင်တာပေါ့เนาะကျွန်တော်ယူခဲ့တဲ့ line ကလည်းကျွန်တော်တိုက်လို့เนาะဝါသနာပါလို့ရွေးခဲ့တာဟုတ်တော့မိစုကပညာကိုသို့တော်လည်းပဲခန့်ငယ်ငယ်အရွယ်မှာစပြီးတော့ဒီကျွန်တော်ဟိုဘဝထဲကိုဒီကျောင်းသားတွေကိုပြစ်တဲ့ကိစ္စနော်ကျောင်းသားတွေကိုတတ်တဲ့ကိစ္စစပြီးတော့ကျွန်တော်နှိုးဆွပြီးခဲ့တာရှိတယ်ခါကြတော့နောက်ပြီးတော့တက်ကလူကိုရောက်နေတဲ့ကာလလေးနော်အဲဒီ69 74 75 76လောက်အတွင်းမှာကတကယ်ကိုလိုက်အရန်ထားတဲ့ကာလလေးဖြစ်နေတဲ့ခါကျတော့အရန်တိုက်ဆိုင်ပြီးတော့ကျွန်တော်တို့ကအဲ့မှာမပါလို့ကိုမရတယ်နော်မပါပဲနေပြီးတော့ထိုင်နေတဲ့လူတွေအများကြီးရှိတာပဲဒါပေမဲ့ကျွန်တော်တို့ကနှိုးဆော်မှုကနော်အရန်ပြင်းထန်တယ်နော်မပါလို့မဖြစ်ဘူးတည်ရင်လည်းတည်ပါသေးတော့နော်ကြောက်လည်းမကြောက်တော့ဘူးအဲ့ချိန်မှာနော်တနပြောင်းရမှာလဲကျွန်တော်တစ်ခါတော့နော်ပြစ်တော့မယ်ထင်ပြီးတော့နော်နေရတိတ်ပြစ်လေတိတ်မယ်ကိစ္စမရှိဘူးဆိုပြီးတော့ပျော်ပေါ့တိတ်မယ်ဆိုတာမျိုးအဲ့ကလည်းအတက်ကလည်းငယ်သေးတာလည်းပါတာပေါ့နော်ဆိုတော့ကားလျော်ဆိုတာကျွန်တော်တို့ကဟိုတခြားကျွန်တော်တို့ရဲ့ရဲဘော်တွေနော်တောင်းထဲမှာကြာဆုံးသွားတာရှိတယ်လမ်းမပေါ်တည်တာရှိတောထဲမှာတည်တာရှိကျွန်တော်ဘုရားရှင်ကဲမလို့ကျွန်တော်ဒီနေ့ရှိအသက်ရှင်နေတယ်ဆိုတော့ဒါဘုရားကျေးဇူးတော်ကိုကျွန်တော်ချီးမွမ်းတယ်ဆိုတော့ဒူတွေကတော့မေးတယ်ခုနမိကုံမျိုးပေါ့နော်ခင်ဗျာနောင်တရသလားနော်ခင်ဗျာဖြစ်နိုင်တယ်ခင်ဗျာဟိုတထေးလည်းဖြစ်နိုင်တယ်ခင်ဗျာလူကြီးလည်းဖြစ်နိုင်တယ်လူတကယ်အကျော်မော်ကြီးလည်းဖြစ်နိုင်တယ်နော်ခင်ဗျာဟို professional နေနေဟုတ်လားဒါကြီးမဖြစ်ဘဲနဲ့အခုဒီလိုအမျိုးနေရတာခင်ဗျာပြောသလားဘဝကိုကြည်တတ်သလားဆိုတာမျိုးခဏခဏမေးခါတယ်ဆိုတော့ကျွန်တော်ကတော့ဟိုလုံတုံးကတော့ဟိုဘာရဲညာရဲမဟုတ်ဘူးနော်ဘာမျောလင်းချက်မှမရှိဘူးဘာမျောမှန်းချက်မှမရှိဘူးသူတို့တိုက်ကိုတိုက်ရမယ်ဒီဆိုကဒီစနစ်ကဖြတ်ကိုဖြတ်တင်ရမယ်ဆိုတော့ဇောနဲ့ပဲကျွန်တော်လှုပ်တာပဲဒါပေမဲ့ကျွန်တော်ကြည်နတ်တာကဘာလဲဆိုတော့ဒီဇောတွေကကျွန်တော်ကိုတွန်းအားတွေအရန်ပေးပြီးတော့ခွန်အားတွေအရန်ရပြီးတော့နော်ဒီဘာဆံဝါးတွေပါလေဒီထဲကနေပဲဟိုမွေးဖွားလာတယ်ဗျာနော်အဲ့လိုအရန်ကိုပြင်းပြလုံးအားကြည့်တဲ့ခါကျတော့အလိုလိုတွေးတတ်ကော်တတ်လာတယ်နော်နောက်ပြီးတော့ဟိုလူငယ်တွေကရောလူကြီးတွေကရောကျွန်တော်အတိမပြုတ်လာတာဟိုတွေ့ရတဲ့ခါကျတော့ကျွန်တော်ကျင်တတ်ပါတယ်နော်ကျွန်တော်အဲ့လောက်ရှိလုပ်ပြီးတော့တနေ့ကောက်ကိုအတိမပြုတ်အောင်တနေ့ကောက်ကိုဘာဖြစ်ရမယ်ညာဖြစ်ရမယ်ဆိုတာမျိုးလဲကျွန်တော်မှစိတ်ထဲမှာမရှိဘူးဒါပေမဲ့ဒီအသက်ကြီးတဲ့ခါမှာလဲလူတွေကကျွန်တော်အတိမပြုတ်တယ်နော် welcome လုပ်တယ်တွားလေရမှာလေနော်လူငယ်တွေရောလူကြီးတွေရောဆိုတော့ကျွန်တော်ကအဲ့ဒီဟာကိုပြန်ကြည့်တဲ့ခါကျတော့ငါတစ်သက်လုံးတာနဲ့နစ်မြုပ်နေတာဟိုအကျိုးတော့မမဲ့ပါဘူးလို့ကျွန်တော်စိတ်ထဲမှာဖြေသိမ့်ပါတယ်နော်